မိတ်ဆွေခင်ဗျားကိုယ်တိုင်ဖန်တီးမှရလိုက်မယ်ဟုတ်ပါတယ်ကျွန်တော်လုပ်ငန်းရှင်တယောက်ဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ team member တွေကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ခန့်ထားတဲ့ဝန်ထမ်းတွေကျွန်တော်တို့ရဲ့ working place ဆိုခေါ်တဲ့ဒီနေရာဒီကျွန်တော်တို့အားလုံးအတွက်အရန်ကိုမှအရေးကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်အဲ့နေရာလေးကိုကျွန်တော်ကအလုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ဖန်တီးနေရဆိုတဲ့အရာကြီးလည်းကျွန်တော်မဖြစ်စေချင်ဘူးဒီနေရာမှာအများစုခေါ်တာတော့ဗာလဲဆိုဝန်ထမ်းလို့ခေါ်လို့ရှိရဲကျွန်တော်တို့ team member လို့ခေါ်တယ်အဲ့တော့ team member တွေကိုကျွန်တော်တို့သူတို့ရဲ့ passion လို့ခေါ်တဲ့ယူသွမှုတွေသူတို့ရဲ့စိတ်ပါဝင်စားမှုတွေကိုကျွန်တော်တို့ပုံဖော်ပေးမဲ့နေရာသူတို့ရဲ့ passion တွေကိုတွန်းအားပေးမဲ့နေရာသူတို့ရဲ့မိသားစုလို့ခံစားရမယ့်နေရာတစ်ခုတော့ဖြစ်တင်တယ်အဲ့တော့ကျွန်တော်တို့အဲ့ဒါကိုဘယ်လိုအကောင့်ထဲပေါ်ကြမလဲပထမတစ်ချက်ကတော့ဗာလဲဆိုတော့ communication တယောက်နဲ့ကျွန်တော်ရှင်းလင်းတဲ့ communication ဆိုတဲ့အရာရှိဖို့လိုပါတယ်ဒီနေရာမှာအရေးကြီးဆုံးကလူတွေဒီစကားတွေကတော့ပြောနေကြတာပဲဒါပေမဲ့ရင်ထဲရောက်ဖို့လိုတယ်ရင်ထဲရောက်အောင်ပြောနိုင်ဖို့အဲ့တော့ကျွန်တော်တို့အဖွဲ့သားအချင်းချင်းတယောက်နဲ့ပြောဆိုတဲ့ပုံစံတွေတယောက်နဲ့ဆက်ဆံတဲ့ပုံစံတွေကအဲ့ဒီအဖွဲ့တစ်ခုမှာအရေးကြီးဆုံးလို့ခေါ်တဲ့ယုံကြည်မှုဆိုတဲ့အရာကိုတိဆောက်ပေးမယ့်အရာတွေဖြစ်လာတယ်အဲ့တော့ဒီနေရာမှာကျွန်တော် CRTG ဆိုတဲ့အရာလေးနဲ့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ပထမအဆုံး C ဆိုတာဘာလဲဆိုတော့ clarity လို့ခေါ်တယ်အဲ့တော့အဖွဲ့သားတွေအားလုံး team member တွေအားလုံးမှာကျွန်တော်တို့ကိုလုံးဝမဲ့အရာနဲ့ပတ်သက်ပြီးတော့မှရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်သို့မဟုတ်ရည်ရွယ်ချက်တစ်ခုရှိကိုရှိရဒုတိယ R ဘာလဲဆိုတော့ responsibility လို့ခေါ်တယ်အဖွဲ့သားတွေအားလုံးဒီကျွန်တော်တို့ရဲ့တာဝန်ယူမှုဆိုတဲ့အရာတခုကိုတာဝန်ကိုယူပြီးတော့မှဒီအလုပ်ကိုပြီးမြောက်အောင်လှုပ်ဆောင်နေဆိုတဲ့အရာဒီဒုတိယအရေးကြီးဆုံးဖြစ်ပါတယ်ဒီနေရာမှာလုပ်ငန်းတွေအများစုမှာဝန်ထမ်းတွေတော့မဟုတ်ဒီ team member တွေဒီတာဝန်ယူမှုတာဝန်ခံမှုဆိုတဲ့စကားလုံးကိုအရန်ကိုလွယ်လွယ်လေးပြောတတ်ကြတယ်အရေးကြီးတာပါလဲဆိုတော့တာဝန်ယူမှုဆိုတဲ့အရာတာဝန်ခံမှုဆိုတဲ့အရာမှာတာဝန်ယူမှုတာဝန်သိမှုဆိုတဲ့အရာအရင်စရတယ်ဆိုတော့နားလည်ဖို့အရေးကြီးတယ်trust လို့ခေါ်တဲ့ယုံကြည်မှုရှိမှသာလျှင်အဖွဲ့အစည်းတစ်ခုတည်တိုးတက်အောင်မြင်လာမှာဖြစ်ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ team member တွေအားလုံးရဲ့ growth လို့ခေါ်တဲ့တိုးတက်မှုဆိုတဲ့အရာကိုလည်းကျွန်တော်မေ့ထားလို့မရပါဘူး။အဲဒါကြောင့်ကျွန်တော်တို့အဖွဲ့အစည်းတစ်ခုဆိုတာတယောက်တည်းလဲသွားနေလို့မရသလိုတယောက်တည်းပဲကောင်းနေလို့လည်းမရပါဘူး။ all for one for all အားလုံးဒီတယောက်ကိုကိုစားပြုသလိုတယောက်ကလည်းအားလုံးကိုပြန်ပြီးတော့မှကိုစားပြုပါလိမ့်။အဲ့ဒီတော့ကျွန်တော်တို့အားလုံးတိုးတက်နေမှရပါလိမ့်မယ်။အဲဒါကြောင့်မို့ကျွန်တော်ရဲ့ team အပါအဝင်ကျွန်တော်တို့လုပ်ငန်းရှင်မိတ်ဆွေတွေပေါင်းများစွာရဲ့ team တွေကိုအဖွဲ့အစည်းတွေကိုတိုးတက်အောင်မြင်လာအောင်လို့ကျွန်တော်တို့ corporate training တွေပို့ချပေးနေတာ180ကျော်ရှိခဲ့ပါပြီ။နောက်ဆုံးအနေနဲ့ပြောချင်တာတော့ဘာလို့ခေါ်လဲဆိုတော့တခုလုတ်ပြီးတိုင်းမှာအောင်ပွဲခံဖို့မမေ့ပါနဲ့။သေးသည်ဖြစ်စေကြီးသည်ဖြစ်စေကျွန်တော်တို့ရဲ့အောင်မြင်မှုတိုင်းဒီကျွန်တော်တို့ရှေ့ဆက်ဖို့အတွက်အားအင်တွေမြောက်များစွာဖြစ်စေပါလိမ့်။အဲ့တော့ဒီနည်းလမ်းတွေကိုအသုံးပြုပြီးတော့မှမိတ်ဆွေရဲ့လုပ်ငန်းတွေအောင်မြင်တိုးတက်လာတာကြီးကိုကျွန်တော်စောင့်မျှော်ပြီးတော့မှအားပေးနေပါမယ်။